မင်္ဂလာပါနှုတ်ကပတ်တော်နဲ့တိုက်တွန်းလို့ဆိုခွာပေးခြင်းနဲ့ဒီနေ့မှာတော့ချီးမွမ်းခြင်းတကူဆိုတဲ့ခေါင်းစဉ်အောက်မှာနှုတ်ကပတ်တော်အနေငယ်ဝေငှတတိခံခြင်းတာဖြစ်တယ်။138ခုမြောက်သောစာလံကိုဖတ်တဲ့ချိန်မှာလူမျိုးအပေါင်းတို့ထာဝရဘုရားကိုချီးမွမ်းကြလော့လူတွေအပေါင်းတို့အလွန်ချီးမွမ်းကြလော့အကြောင်းမူကားငါတို့၌ပြုနာတော်ကြီးလာ၏ထာဝရဘုရား၏တစ္ဆာတော်သည်အစစ်မြဲသည်ဟာလေလုယာဆိုပြီးတော့တွေ့ရတယ်။ချီးမွမ်းခြင်းကိုးကွယ်ခြင်းကိုခံထိုက်တော်သူကတပါးပဲရှိတယ်။အဲ့ဒါကတော့ကောင်းကင်နဲ့မြေကြီးစัจ java ရှိသမျှအရာကိုဖန်ဆင်းပိုင်တာထိန်းချုပ်တဲ့တင်နဲ့ကျွန်ုပ်ကိုဖန်ဆင်းတဲ့တင်နဲ့ကျွန်ုပ်ကိုကိုွယ်တဲ့ထာဝရဘုရားတပါးတည်းတာလည်းဖြစ်ပါတယ်ဒီနေ့ဘုရားသခင်ကချီးမွမ်းတဲ့နယ်ဆိုတာကိုသိလျက်နဲ့မချီးမွမ်းတော့သူကစိတ်နှလုံးမိုက်မဲတော့သူလို့တမန်ကျမ်းစာကပြောပါတယ်ဒီနေ့ဘုရားသခင်ကချီးမွမ်းတဲ့ဘုရားဖြစ်တယ်လို့ထိုဘုရားကိုချီးမွမ်းခြင်း၌တကူရှိတယ်ဒီနေ့ကျွန်တော်တို့နေ့တိုင်းဘုရားသခင်နဲ့ဆိုနေတယ်ကိုးကွယ်ခြင်းနဲ့ဆိုနေတယ်ဒီချီးမွမ်းကိုးကွယ်တဲ့အရာတွေကတကယ်တကူပါတော့အရာတခုဖြစ်တယ်ဒီနေ့ချီးမွမ်းခြင်းအဖြစ်လွတ်မြောက်သွားတာတို့ချီးမွမ်းခြင်းနဲ့အဖြစ်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာဝန်ပို့သွားတာတို့တချို့တော့ချုံအောင်ခြင်းနဲ့လွတ်မြောက်သွားတာကချီးမွမ်းကိုးကွယ်ခြင်းနဲ့မှာပါတော့တကူဖြစ်ပါတယ်ဒီနေ့မိတ်ဆွေချီးမွမ်းခြင်းတကူဆိုတဲ့ခေါင်းစဉ်အောက်မှာနှုတ်ကပတ်တော်အနေငယ်နဲ့တိုက်တွန်းလို့ဆိုပွားပေးခြင်းကျမ်းစာထဲမှာလည်းဘုရားသခင်ကိုချီးမွမ်းနေရင်လည်းဘုရားသခင်တကူတော်လှုပ်ရှားပြောမှနမိတ်လက္ခဏာဖြစ်တာဒီအရာတွေကိုမြင်ရတဲ့အချက်တွေများစွာတွေ့ရတယ်။ဒါကြောင့်နေ့တိုင်းမှာဘုရားသခင်ကနံပါတ်1ချီးမွမ်းကိုးကွယ်ခြင်းခံလိုက်တဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေချီးမွမ်းရမယ်။နံပါတ်2ဘုရားသခင်ကတင်တဲ့ကျွန်ုပ်ပေါ်မှာကျေးဇူးပြုတော်ဘုရားကောင်းမြတ်တော်ဘုရားဖြစ်တဲ့အတွက်ကြောင့်ချီးမွမ်းရမယ်။နံပါတ်3ချီးမွမ်းခြင်းအပြင်တင့်ရဲ့အတ္တကောင်းကြီးရှိတယ်။ဒါကြောင့်ချီးမွမ်းရမှာဖြစ်တယ်။နော်ဒီချီးမွမ်းခြင်းတကူအကြောင်းကိုအနေငယ်ဝင်ငှခြင်းနဲ့ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး16ထဲမှာကျွန်တော်တို့ဖတ်ကြည့်တဲ့အချိန်မှာဓမ္မဟောင်းကာလထဲမှာကျွန်တော်ကြည့်တဲ့အချိန်မှာပရောဖက်တွေများစွာရှိတယ်ဖျားလူတွေအများကြီးရှိတယ်မောရှေမဆာ၍အေလိယတို့ဒန်အေလိရှေတို့ဒန်ယေလတို့ဟေရှာယရေဒမိယစသဖြင့်နမိတ်လက္ခဏာနဲ့ဘုရားခင်ကြီးစွာသုံးတော်သူတွေကောင်းကင်နဲ့မြေကြီးကိုတောင်မှတရားစီရင်ခွင့်ရတော်သူတွေရှိခဲ့တယ်မောရှေတို့ဆိုရင်ဒီမြေကြီးကိုစီရင်ခွင့်ရတယ်အေလိယဆိုလဲမိုးကောင်းကင်ကိုမိုးမရွာနဲ့လို့အမိန့်ပေးတယ်မိုးလည်းမရွာရအောင်နှင်းလည်းမကြရအောင်စသဖြင့်တဘာဝလုံးတကိုးနဲ့ဘုရားခင်ကြီးမားစွာသုံးတဲ့ပရောဖက်တွေရှိပါတယ်ဒါပေမဲ့အဲ့ဒီပရောဖက်တွေအများကြီးရှိပေမဲ့ထိုပရောဖက်တွေထဲမှာနတ်ဆိုးနှင်ထုတ်နိုင်တဲ့ပရောဖက်တပါးမှမရှိဘူးကျမ်းစာမှာဒါထူးခြားတယ်ဓမ္မဟောင်းမှာဓမ္မဟောင်းကာလထဲမှာနတ်ဆိုးတွေကိုထွက်ပြေးစေတဲ့နှင်ထုတ်နိုင်တဲ့လူတဦးပဲတွေ့ရတယ်သူကဘာတူလဲဆိုတော့ဒါဝိဖြစ်တယ်ဒါဝိကဘလို့နတ်ဆိုးကိုဓမ္မဟောင်းကာလမှာအနာယူခဲ့တယ်ကျွန်တော်တို့ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး16ကိုကျွန်တော်ဖတ်တဲ့အချိန်မှာချီးမွမ်းခြင်းနဲ့အနာယူခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ချီးမွမ်းခြင်းကတကယ်တကူပါဒါဝိရဲ့အသက်တာကဲ့သို့ဖျားကိုချစ်တော်စိတ်စက္ကတ်တော်စိတ်တကယ်နှလုံးသားအကျွမ်းမဲ့နဲ့တကူပါတဲ့ချီးမွမ်းခြင်းကဝိညာဉ်ဆိုးတွေကိုပဲအနာယူစေနိုင်တယ်ဆိုတာကိုကျွန်တော်တို့ကျမ်းစာအဖြစ်တွေ့ရပါတယ်ဓမ္မရာဇဝင်အခန်းကြီး16ပိုက်ငယ်14ကနေကျွန်တော်23ထဲကအဖြစ်အပျက်ကိုကျွန်တော်ကြည့်ရချေပါထာဝရဘုရားရဲ့ဝိညာဉ်ကရှောလုရှင်ဘုရင်စီကနေထွက်သွားတယ်အဲ့ဒီအချိန်မှာဆိုးတဲ့ဝိညာဉ်ကရှောလုစီကိုပြန်တက်ရောက်ပြီးမှသူ့ကိုနှောက်ယှက်ပါဘလို့မှမောင်းထုတ်လို့မရတဲ့အတွက်ကြောင့်သူတို့ကဘလို့စီရင်လဲဆိုတော့ဖျားဗိတ်တိတ်နဲ့စောင်းတီးနိုင်တဲ့လူတယောက်တွေ့တယ်သူကဗက်လင်မျိုးသားယေရှဲရဲ့သားဒါဝိဖြစ်တယ်ဒါကြောင့်သူစောင်းတီးခြင်းအပြင်အရှင်မင်းကြီးရဲ့ဒီနတ်ဆိုးညင်းဆဲတဲ့ဝေဒနာတက်တာအောင်ရှာပြရစေလို့သူတို့ကပြောမှဒါဝိကိုသွားခေါ်လာတကယ်လဲနတ်ဆိုးကဒီရှောလုကိုနော်တိုက်ခိုက်တဲ့အချိန်မှာရှောလုပေါ်မှာဝင်ပြောပရောဖက်တွေပြုလာတဲ့အချိန်မှာဖျားဗိတ်တိတ်ခံတဲ့ဒါဝိကစောင်းတီးပြီးမှဖျားသခင်ကိုကိုးကွယ်ချီးမွမ်းတဲ့အချိန်မှာအဲ့ဒီချီးမွမ်းတဲ့အတန်ကိုးကွယ်တဲ့အတန်နတ်ဆိုးမခံနိုင်ရှောလုထဲကနေထွက်သွားတယ်ဆိုတော့ကျမ်းစာထဲမှာတွေ့ရတယ်
ဒါကြောင့်ချီးမွမ်းခြင်းကတကယ်တကိုးပါတယ်မိတ်ဆွေသင်ရဲ့စက္ကပ်ခြင်းကအရန်အရေးကြီးတယ်ဒါဝိရဲ့စက္ကပ်ခြင်းတကိုးပါတော့ကိုးကွယ်ချီးမွမ်းတဲ့စောင်းတန်ကဝိညာဉ်ဆိုးတွေကိုမခံနိုင်ဘူးထွက်ပြေးတော့စီဒါကြောင့်ဒီနေ့ဖျားပေးတဲ့အတန်ဖျားပေးတဲ့ချီးမွမ်းခြင်းဖျားပေးတဲ့တူရိယာတွေကိုတိခတ်တဲ့ပညာမိတ်ဆွေရထားတယ်ဆိုရင်တေချာစက္ကပ်ပါဖျားသခင်စီတေချာဆုတောင်းပါတကယ်ဝိညာဉ်တော်တကိုးနဲ့ဗိတ်တိတ်နဲ့ဒါဝိမင်းကြီးကဲ့သို့တီးခတ်နိုင်ဖွင့်အတွက်အတ္တတာကိုဖျားသခင်ရဲ့လက်တော်လေးကိုစက္ကပ်ပြင်ဆင်ပါလို့ကျွန်တော်တိုက်တော့နှိုးဆော်ခွာပေးခြင်းတယ်ဒါကြောင့်ချီးမွမ်းခြင်းရဲ့တကိုးကဘလောက်ကြီးလဲမျက်စိုးတွေကိုထွက်ပြေးစေတယ်ဆိုတော့နံပါတ်1ကျွန်တော်တွေ့ရတယ်နောက်တစ်ခါကျမ်းစာထဲမှာကျွန်တော်တို့ရာဇဝင်ချုပ်ဒုတိယစာဆောင်ထဲမှာလဲချီးမွမ်းခြင်းရဲ့တကိုးအကြောင်းကိုကျွန်တော်တို့ပြန်လဲပြောတွေ့ရတယ်ရာဇဝင်ချုပ်ဒုတိယစာဆောင်အခန်းကြီး20ထဲမှာယောရှဖတ်မင်းကြီးတို့ရဲ့ချီးမွမ်းအတန်အကြောင်းကိုကျွန်တော်တို့ဒီမှာပြန်လဲပြောပါတွေ့ရတယ်ဒီတော့ယောရှဖတ်မင်းကြီးကရန်သူတွေအများကြီးနဲ့ရင်ဆိုင်ရတယ်အဲ့ဒီရင်ဆိုင်ရတဲ့အထက်မှာဒီနေ့မောဘအမျိုးတွေအာမုံအမျိုးသားတွေအေဒိုအမျိုးသားအချို့လည်းပါတယ်လို့ကျမ်းစာမှာတွေ့ရရန်သူကအင်မတန်များတယ်နော်ဓမ္မရာဇဝင်ဒုတိယစာဆောင်အခန်းကြီး20ထဲမှာကျွန်တော်တွေ့ရတယ်ရန်သူကအင်မတန်မှများတဲ့အတွက်ကြောင့်ယောရှဖတ်ကအယမ်းကြောက်တယ်သူ့ရဲ့လူအင်အားသူ့ရဲ့စစ်တပ်အင်အားသူ့ရဲ့ခွန်အားနဲ့ဒီရန်သူကိုတိုက်ဖို့ကလုံးဝမဖြစ်နိုင်ဘလို့မှအနိုင်မရနိုင်ဒါကြောင့်သူကဖျားသခင်ကိုကိုးစားတယ်ဖျားသခင်ကျွန်တော်ကိုကယ်ပါကျွန်တော်မှရန်သူတွေတအားများတယ်ဒီရန်သူတွေအလုံးရင်းကိုတိုက်ခိုက်ဖို့အတွက်ကျွန်တော်မှရှိတဲ့စစ်အင်အားကျွန်တော်မှရှိတဲ့အရေးအချင်းတွေနဲ့ဘလို့မှမတွန်းလှန်နိုင်ဘူးဒါကြောင့်ဖျားသခင်ဒီရန်သူတွေလက်ထက်ကနေကျွန်တော်ကိုကယ်ပါလို့ဆုတောင်းတဲ့အချိန်မှာဖျားသခင်ကသူ့ကိုတခုလောက်ခိုင်းတယ်အဲ့ဒါကဘာလဲဆိုတအားထူးဆန်းတယ်ညီကိုတို့စစ်အင်အားဖြည့်ဖို့လည်းမပြောဘူးတိုက်ရိုက်ခတ်ရိုက်ကောင်းဖို့လေ့ကျင့်ဖို့လည်းမပြောဘူးဘာလို့လဲဆိုတော့သူတို့ကိုဖျားသခင်ကိုချီးမွမ်းဖို့ဖျားသခင်ကပြောယောရှုစိတ်မပူနဲ့စစ်မှုဟာဖျားသခင်ရဲ့တာဝန်ဖြစ်တယ်ဒါကြောင့်မလို့စိတ်မပူနဲ့ကိုတော်ဖြည့်ရှင်းပေးမယ်တင်လုံးရမယ့်အရာရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ကိုဘဒုအားဖြင့်စကားပြောလဲဆိုတော့ဓမ္မရာဆိုရင်ဒုတိယစာဆောင်အခန်းကြီး20ပိုက်ငယ်14ကနေကျွန်တော်တို့ဖတ်တဲ့ချိန်မှာဇာခရီကနေဆင်းသက်တဲ့ယေဟာဇေလအပေါ်မှာဝိညာဉ်တော်ဆင်းသက်ပြောမှအဲ့ဒီစကားကိုပြောတာဖြစ်စိတ်မပူနဲ့ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုနားထောင်ရန်သူအလုံးရင်းကြီးကိုကြည်ပြမှစိတ်မပြတ်နဲ့စစ်မှုကဖျားသခင်ရဲ့တာဖြစ်တယ်ဒါကြောင့်မို့သူတို့ကိုဘာလို့ခိုင်းလဲဆိုတော့တချင်းပဲတိုက်သွားပြောမှရန်သူရှိမှတဲ့ဖျားသခင်ကိုချီးမွမ်းပါဒါလေးပဲသူတို့ခိုင်းတယ်ချီးမွမ်းခိုင်းတယ်မိတ်ဆွေစဉ်းစားကြည့်ရန်သူအများကြီးကိုတိုက်ဖို့အတွက်စစ်အင်အားမလုံလောက်ရတဲ့ကြားတဲ့စစ်ကိုခေါ်ပါလဲမပြောစစ်တိုက်လက်နဲ့ပြင်ဆင်ပါလဲမပြောဖျားသခင်ကိုချီးမွမ်းပါလို့ပဲပြောတယ်အဲ့ချိန်မှာတော့စဉ်းစားကြည့်ရင်တော့ဒါတော်တော်သွေးစရာဖြစ်တယ်ဒါမဲ့ယောရှဖတ်တို့အဖွဲ့ကကျွန်တော်ကျမ်းစာထဲမှာပြန်လည်ပြောမှကြည့်တဲ့ချိန်မှာဖျားသခင်ရဲ့စကားကိုနားထောင်တယ်ဆိုတဲ့အရာကိုကျွန်တော်ပြန်လည်ပြောမှတွေ့ရတယ်ဒါကြောင့်မို့သူတို့ကနောက်တနေ့ရန်သူတွေနဲ့ရင်ဆိုင်ရခံဒီမှာဖျားသခင်လူတွေနဲ့တိုင်ပင်ပြောမှချီးမွမ်းခြင်းတခြင်းပဲတိုက်သွားတယ်ရန်သူအလုံးရင်းလဲလာတဲ့ချိန်ကျတော့သူတို့တခြင်းဆိုတယ်ဆိုတဲ့တခြင်းကလည်းအများကြီးမဟုတ်ဘူးကျွန်တော်ကျမ်းစာထဲမှာပြန်လည်ပြောမှကြည့်ရဲ့ချိန်မှာထာဝရဘုရား၏ဂရုဏာတော်ဒီအစင်မြဲတည်တော်ကြောင့်ဂုံကျေးဇူးတော်ကိုချီးမွမ်းကြလောဒါကိုပဲချီးမွမ်းတာဖြစ်တယ်ဒီအပိုင်းလေးကိုပဲပုံမှန်လေးချီးမွမ်းတာဖြစ်တယ်ဒါမဲ့ကျမ်းစာဘာပြောလဲဘုရားခင်ခိုင်းတဲ့အတိုင်းယောရှဖတ်တို့ဘက်ကရန်သူတွေခြိလာတဲ့အချိန်မှာရန်သူတက်ရှိမှရက်ပြောမှဘုရားသခင်ရဲ့ဂုဏ်တော်ကိုသူတို့ချီးမွမ်းလိုက်တဲ့အချိန်မှာဘုရားသခင်ကအလုံးလုံးတယ်ဒီနေ့မိတ်ဆွေတင်ချီးမွမ်းတဲ့အချိန်မှာလေမမြင်ရတဲ့ဝိညာဉ်ရနယ်ပယ်မှာဘုရားသခင်အလုံးလုံးတယ်နော်ဒါကြောင့်ဘုရားသခင်ကိုများများချီးမွမ်းဖို့လိုတယ်ဒီမှာယောရှဖတ်တို့ဖွဲ့တွေကဒီမှာချီးမွမ်းလိုက်တဲ့အချိန်မှာဘာပြောလဲဆိုတော့အပိုက်ရနဲ့စနစ်ကိုဖတ်တဲ့အချိန်မှာသူတို့ကလည်းချီးမွမ်းခြင်းတခြင်းကိုစားဆိုလိုက်တာနဲ့ဘုရားသခင်အလုံးလုံးတယ်မကြီးယူဒပြည်ကိုတိုက်ဖို့လာတဲ့ဒီစီးရတောင်သားတွေအာမုံမျိုးတွေမောဘအမျိုးသားတွေကိုဒီနေ့
ဖျားခင်ကဒီဘာလဲဆိုတော့ချောင်းမြောင်းစီတဲ့အတွက်ကြောင့်မို့အမှဖျားခင်တကိုးတော်ဆင်းကြွပြီးမှသူတို့ကအလုံးလုံးလိုက်တဲ့အချိန်မှာဒီရန်သူတွေကသူတို့အချင်းချင်းတိုက်အကုန်အစင်တိုက်ပြီးမှသူတို့တိုက်ပြီးပျက်စီးသွားတယ်ဆိုတော့ကျမ်းစာထဲမှာတွေ့ရတယ်။ဒါကြောင့်ဒီကြည့်ရှုတဲ့အချိန်မှာသူတို့တယောက်မှမလွတ်ဘဲနဲ့မြေပေါ်မှာတေချေပျက်စီးတယ်။ဒါဘာတူလောက်တာလဲ။ဖျားလောက်တာဖြစ်တယ်မိတ်ဆွေ။ဒီနေ့ဖျားသခင်ရဲ့စကားကိုနားထောင်ဖျားစကားကိုနားထောင်ရင်အဲ့ဒီအမှုကိုဖျားတာဝန်ယူတယ်။ဖျားသခင်ကရှင်းရှင်းလေးပဲယောရှဖတ်တို့ကဖျားသခင်ကျွန်တော်မတတ်နိုင်ဘူးလို့ပြောတဲ့အချိန်မှာဖျားသခင်ကသူတာဝန်ယူမယ်။ဒါပေမဲ့လုပ်ရမယ့်အလုပ်တစ်ခုရှိတယ်။တင်တို့ကအဲ့ဒီမှာဖျားသခင်ကိုချီးမွမ်းပါ။ဖျားစကားအတိုင်းဖျားသခင်ကိုချီးမွမ်းလိုက်တဲ့အချိန်မှာအဲ့ဒီပေါ်မှာဝိညာဉ်တော်တကူဖျားသခင်ရဲ့တကူတော်တက်ရောက်ပြီးမှရန်သူတွေကအချင်းချင်းတိုက်ပြီးမှပျက်စီးသွားကြတယ်။သူတို့ဘာမှလုပ်စရာမလိုချီးမွမ်းခြင်းထဲမှာဖျားတကူတော်ထင်ရှားတယ်။ချီးမွမ်းခြင်းထဲမှာဖျားသခင်ရဲ့လက်တော်ကရန်သူတွေပေါ်မှာအလုံးလုံးတယ်။ဒါကြောင့်ကျမ်းစာထဲမှာဆက်ပြီးမှပိုက်ရနဲ့15ကိုကြည့်တဲ့အချိန်မှာအဲ့ဒီလိုရန်သူတွေကအချင်းချင်းတိုက်ပြီးမှတေချေပျက်စီးပြီးမှထွက်ပြေးသွားတဲ့အချိန်မှာယောရှဖတ်နဲ့သူ့ရဲ့လူတွေကအဲ့ဒီရန်သူတွေရဲ့ဥစ္စာကိုနော်ဥစ္စာပစ္စည်းတွေကိုတင်းယူတာတောင်မှရိုးရိုးတောင်မှမဟုတ်ဘူး3ရက်တောင်မှတင်းရတယ်တော်တော်ကိုအောင်မြင်ခြင်းရသွားတာကိုကျွန်တော်တွေ့ရတယ်ဒီနေ့ယောရှဖတ်တို့ရဲ့အသက်တာထဲမှာဖျားစကားတိုင်းဖျားသခင်ကိုချီးမွမ်းခြင်းနဲ့ဖျားသခင်ရဲ့တကိုးတော်တက်ရောက်တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မိတ်ဆွေဖျားသခင်ကိုချီးမွမ်းပါချီးမွမ်းခြင်းနဲ့မှာဖျားသခင်ရဲ့တကိုးတော်ရှိတယ်ချီးမွမ်းခြင်းနဲ့မှာဖျားသခင်ရဲ့အလုံးလုံးခြင်းရှိတယ်ဆိုတာကိုကျွန်တော်တို့မှာပြန်လည်ပြောမှတွေ့ရပါတယ်တတိယအချက်အနေနဲ့ကျွန်တော်ချီးမွမ်းခြင်းနဲ့မှာဘာရှိလဲဆိုတော့လွတ်မြောက်ခြင်းပေးတော့တကိုးတော်ရှိတယ်ချီးမွမ်းခြင်းနဲ့မှာလွတ်မြောက်စေတော့တကိုးတော်ရှိတယ်တမန်တော်ဝတ္ထုအခန်းကြီး16ထဲမှာတမန်တော်ဒီရှင်ဘောလူတို့ရဲ့အကြောင်းကိုကျွန်တော်တို့ပြန်လည်ပြောမှတွေ့ရတယ်တမန်တော်ဝတ္ထုအခန်းကြီး16ပိုင်းငယ်25ကနေ34ထဲမှာအဲ့ဒီချီးမွမ်းခြင်းရဲ့တကူအကြောင်းကိုကျွန်တော်တို့ဒီမှာပြန်လည်ပြောမှတွေ့ရတယ်။တမန်တော်16ကိုကျွန်တော်တို့ပြန်ပြောမှဖတ်ကြည့်တဲ့အချိန်မှာရှင်ဘောလူနဲ့တီလာကတရတော့သူတို့အေဝံဂေလိဟောနေသွားလာတဲ့အချိန်မှာတရားစရက်တစ်ခုပထနာစရက်တစ်ခုကိုရောက်တဲ့အချိန်မှာအဲ့ဒီစရက်မှာနတ်ဆိုးဝင်ပူတဲ့မျိုးသမီးတယောက်ရှိအဲ့ဒီအမျိုးသမီးကသူ့အထက်ကနတ်ကြောင့်စီးပွားရေးသမားတွေကသူ့ကိုအနာဂတ်နဲ့ဆိုင်ပြီးမေးမြန်းတဲ့အရာတွေကိုသူကမှန်အောင်ဖြေနိုင်တယ်။ဘာလို့လဲဆိုတော့သူနဲ့ကောင်းကင်နဲ့အဆက်အသွယ်ရှိတဲ့အတွက်ကြောင့်သူကဒီစီးပွားရေးသမားတွေကိုအထူးသဖြင့်နော်စီးပွားတွေနဲ့အရေးနဲ့ပတ်သက်ပြီးမှသူကအကြံပြုနိုင်တယ်ဗေဒင်မေးတာတို့နော်ဒီနီလန်းပြပေးနိုင်တယ်အဲ့ဒီသူ့အထက်ကနတ်ကြောင့်ဒါနဲ့အဲ့ဒီနားကိုတည့်ရတော့ပေါလုနဲ့ဒီလာကဖြတ်လာဒါကိုတွေ့ရဲ့အချိန်မှာအဲ့ဒီနှုတ်ဝင်တဲ့အမျိုးသမီးကပေါလုတို့ကိုနှောက်ယှက်တယ်ကြည်ပါဒီလူတွေကအမြင့်ဆုံးသောဖခင်ရဲ့ကြုံနေအကျွတ်တရားလမ်းကိုပြောပြတော့သူတွေဖြစ်တယ်ဆိုပြီးမှဒီလိုက်ပြောမှပြောတာကိုတွေ့ရတယ်เนาะအကျွတ်တရားလမ်းကိုလိုက်ဟောပြောတယ်ဖခင်လူတွေပါဆိုပြီးမှမသိရင်တော့ကျွန်တော်တို့ကောင်းကောင်းကြင်ညာပေးတယ်လို့နဲ့တကယ်တော့ဒါကနှောက်ယှက်တာဖြစ်တယ်အလိုနဲ့တောင်းလျှောက်ပေါလုနဲ့ဒီလာရဲ့နောက်ကိုလိုက်ပြောမှအဲ့လိုလိုက်နောက်ဆက်တဲ့အချိန်မှာပေါလုကလုံးဝနေရထိုင်ရအစင်မပြေလာပဲတော့ကြောင့်လှည့်ပြောမှအဲ့ဒီနှက်ဆိုးကိုနင်ထုတ်လိုက်တယ်အဲ့ဒီနဲ့အဲ့အမျိုးသမီးငယ်တည်းကထွက်သွားတခင်ယေရှုနာမနဲ့တင့်ကုန်ကအမိတ်ပေးတယ်ပြောလိုက်တဲ့အချိန်မှာအဲ့အမျိုးသမီးထဲကနက်ကထွက်သွားတယ်အဲ့တော့အဲ့အမျိုးသမီးထဲမှာနက်မရှိတော့တဲ့အချိန်ကျတော့သူ့ကိုစီးပွားရေးသမားတွေကအရင်လိုလာပြောမှလာမေးမြန်းတဲ့အချိန်မှာနက်နဲ့အဲ့အမျိုးသမီးနဲ့အဆက်အသွယ်ပြတ်သွားတဲ့အတွက်ကြောင့်အဲ့အမျိုးသမီးကမဖြေနိုင်တော့အဲ့လိုမဖြေနိုင်တော့တဲ့အချိန်မှာအဲ့ဒီအမှုကြောင့်သူကစိတ်ဆိုးပြီးမှပေါလုနဲ့တီလာကိုဒါကမာယွင်းတော့ဖျားယောင်းသေးဆောင်မှုတွေလုပ်နေပါလေဆိုဆွတ်ဆွဲပြီးမှနော်အာနာပိုင်နေနဲ့ရန်တိုက်ပြီးပြီးမှသူတို့ကိုဖမ်းဆီးခိုင်းလိုက်အဲ့ဒီအချိန်မှာကျမ်းစာထဲမှာကျွန်တော်ကြည့်အချိန်မှာစစ်မင်းတွေကလည်းသူတို့ကိုပေါလုနဲ့တီလာကိုအဝတ်ချွတ်ပြီးနာကျင်စွာရိုက်တယ်ပြီးထောင်ထဲမှာပို့ထားတယ်ဆိုတော့တွေ့ရတယ်ဒါမဲ့ထူးခြားတာကအပိုင်ငယ်နဲ့15မှာကြည့်အချိန်မှာညတကောင်အချိန်မှာပေါလုနဲ့တီလာတို့ကတဲ့ပထနာပြုပြီးဖျားတခင်ကိုချီးမွမ်းသခြင်းဆိုရဲတကယ်တော့စဉ်းစားကြည့်နေကိုတော့ညတကောင်ချီးမွမ်းလို့ကောင်းတဲ့အချိန်မို့အဲ့လိုကောင်းတဲ့အချိန်ကြီးထပြီးချီးမွမ်းသခြင်းဆိုတဲ့ချီးမွမ်းကိုးကွယ်တယ်နောက်ဒုတိယတစ်ခုကနောက်ပြောသူတို့ကထောင်ထဲမှာရောက်နေထိတ်တုံးတွေခက်ခံထားရတယ်
ဒါအပြင်ကျမ်းစာထဲမှာဆက်ပြောမှကြည့်ရချင်းမှာရိုက်နှက်ခြင်းလည်းခံရထားတယ်တန်ချိုးရည်နဲ့လည်းချီခံထားရတယ်ရိုက်နှက်ခံထားရတယ်နာကျင်နေတယ်အိတ်လို့ကောင်းတဲ့အချိန်လည်းဖြစ်တယ်ညတကောင်ကြီးဒါပေမဲ့ဒီလောက်နာကျင်နေပြီမဲ့ပေါလုနဲ့ဒီလာခံစားချက်တွေကိုဘေးချိတ်ပြီးမှချီးမွမ်းထိုက်တဲ့ဘုရားသခင်ကိုသူတို့ချီးမွမ်းကိုးကွယ်တယ်ဆိုတော့တွေ့ရတယ်အဲ့လိုချီးမွမ်းကိုးကွယ်တဲ့အတန်တွေကိုထောင်သားတွေကလည်းနားဆင်နေကြတယ်ဒါနဲ့ညအဲ့လိုခဏချင်းမှာဘာဖြစ်လဲဆိုတော့အဲ့ဒီချီးမွမ်းခြင်းထဲမှာဘုရားသခင်ရဲ့တကိုးတော်ကကြီးစွာအလုပ်လုပ်လာတယ်မြေကြီးကပြင်းစွာလှုပ်ခတ်ပြီးမှထောင်တကားတွေသူတို့ကိုချုပ်နှောင်ထားတဲ့အရာတွေအလုံးပြုတ်ထွက်သွားတယ်တကားတွေလည်းပွင့်ထွက်သွားတယ်ချီနှောင်ထားတဲ့အရာတွေလည်းပြတ်တောက်သွားတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရတယ်ဒီမှာကျမ်းစာထဲမှာကြည့်တဲ့အချိန်မှာဘာကိုတွေ့ရလဲဆိုတော့တကားရှိတဲ့မြတ်တွေပွင့်ခဲ့တကားတွေပွင့်တယ်လူအပေါင်းတို့တွေပဲပေါ်လူတို့ပဲမဟုတ်ဘူးထောင်ထဲမှာရှိတဲ့လူတွေပင်ချုပ်နှောင်ခြင်းတွေကလွတ်သွားတယ်ချင်းဝန်းခြင်းရဲ့တကူကလွတ်မြောက်စေချင်းဝန်းခြင်းရဲ့တကူကပိတ်ဆို့ထားတဲ့အရာတွေကိုပွင့်သွားစေတယ်မိတ်ဆွေထောင်မှုခမရအဲ့ဒါကိုကြည့်ပြီးမှထောင်သားတွေထွက်ပြေးတော့မှာပဲဆိုကိုယ့်ကိုတတ်ဖို့တော့ကြိုးစားတယ်ဒီချိန်မှာပေါ်လူကမတတ်နဲ့ကိုမတတ်တဲ့နဲ့ငါတို့အားလုံးရှိပါတယ်လို့ပြောချင်မှာတို့ရှိမှာအဲ့တကိုးတော်ကိုမြင်တော့ပြက်ဝတ်ပြီးမှတခင်သူကဒီမှာလာပြီးတို့ရှိကိုထောင်မှုကသူတို့ကိုတွေ့ရချင်းမှာတစ်ခါလဲနော်ကျွန်တော်ကျန်းစာထဲမှာကြည့်ရချင်းမှာတခင်လို့တောင်လာခေါ်တာကိုတွေ့ရတယ်တကယ်တော့ဒါထောင်သားတွေကဲတင်ချင်းတို့ရောက်ဖို့ဘယ်လိုလုပ်ရမလဲအဲ့ချိန်မှာဗာပြောလဲတခင်ယေရှုခရစ်ကိုယုံကြည်တော့ယုံကြည်ရင်တင်နေအိမ်သူအိမ်သားတို့တွေကဲတင်ချင်းတို့ရောက်လိမ့်မည်အဲ့နဲ့ချစ်ချင်းပဲအဲ့ဒီနှုတ်ကပတ်တော်ဟောတဲ့အချိန်မှာညအတွင်းချင်းပဲတခင်ယေရှုကိုယုံကြည်လက်ခံပြီးတော့မှတတိဆန်ခံကထောင်မှုပြောင်းလဲသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီနေ့ဒီမှာလဲကျွန်တော်တို့ဒီအဖြစ်ပြက်လေးကိုကြည့်တဲ့အချိန်မှာချီးမွမ်းခြင်းရဲ့တကူကိုတွေ့ရတယ်ချီးမွမ်းတဲ့အချိန်မှာဝိညာဉ်တော်တကူလှုပ်ရှားတယ်ဘလို့လှုပ်ရှားလဲဆိုရင်ပိတ်ထားတဲ့တကားတွေပွင့်တယ်ချီနှောင်ထားတဲ့တန်ကြိုးတွေပြုတ်တယ်ဒီနေ့မိတ်ဆွေတင်ချီးမွမ်းတဲ့အချိန်မှာလေဝိညာဉ်တော်တကူရှိတယ်နော်အဲ့ဒီဝိညာဉ်တော်တကူကချီးမွမ်းခြင်းထဲမှာဆင်းသက်လိုက်တင်းရတက်တာထဲမှာမလွတ်မြောက်တဲ့အရာတွေတင်းရတက်တာထဲမှာချုံနှောင်ခြင်းခံရတဲ့အရာတွေအားလုံးကိုချီးမွမ်းခြင်းတကူကဖျက်တောက်ပေးလိုက်မှာဖြစ်တယ်နားလည်နိုင်မှုဘုရားကောင်းကြီးပေးပါစေဒါကြောင့်ဘုရားသခင်ကိုများများချီးမွမ်းပါပေါလုနဲ့တီလာကတကိုးပါတော့ချီးမွမ်းခြင်းအဖြစ်ချီးမွမ်းခြင်းကတကိုးပါတယ်ဆိုတော့သူတို့ပြတယ်ဒါကြောင့်မိတ်ဆွေဖြစ်တယ်လို့မချီးမွမ်းနဲ့ဖြစ်တယ်လို့မကိုးကွယ်နဲ့နှလုံးသားအကျွမ်းမဲ့နဲ့ကိုးကွယ်ရအောင်နှလုံးသားအကျွမ်းမဲ့နဲ့ချီးမွမ်းခံလိုက်တဲ့ဘုရားသခင်ကိုချီးမွမ်းရအောင်ချီးမွမ်းခြင်းထဲမှာတကိုးရှိတယ်ချီးမွမ်းခြင်းထဲမှာလွတ်မြောက်ခြင်းရှိတယ်ချီးမွမ်းခြင်းထဲမှာဝမ်းမြောက်ခြင်းရှိတယ်ချီးမွမ်းခြင်းထဲမှာဘုရားသခင်ရဲ့တကိုးတော်ရှိတယ်ဆိုတဲ့အရာကိုဒီနေ့ပြောပြချင်တာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကချီးမွမ်းခံထိုက်တဲ့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကိုချီးမွမ်းပါချီးမွမ်းခြင်းထဲမှာတကိုးရှိတယ်ဆိုတဲ့ချီးမွမ်းခြင်းတကိုးဆိုတဲ့ခေါင်းစဉ်အပြင်ဝိငါတတိခံခွာပေးချင်တာဖြစ်တယ်ဘုရားရှင်ကောင်းကြီးပေးပါစေ